တမထနဲ့ဝိပဿနာဆိုတာဘာပါလဲရှင်ဗျာတမထဝိပဿနာအကြောင်းနဲ့၎င်းတို့ရဲ့အစွမ်းထပ်ပုံကိုလူငယ်များနားလည်အောင်အရှင်ဘုရားမိန့်ကြားပြီးတော်မူပါသမထဆိုတာစိတ်တွေရောက်ရက်ခတ်ပြီးအာယုန်တစ်ခုပေါ်မှာစူးစိုက်မှုမရှိအောင်လွင့်ပြန်နေခြင်းကြောင့်ဖြစ်ပေါ်နေတဲ့ပူပင်လှုပ်ရှားမှုတွေကိုငြိမ်းသွားစေနိုင်တဲ့တမာတိစွမ်းအားကိုခေါ်တာပညာအာယုန်တစ်ခုပေါ်မှာအခြေစိုက်ပြီးတော့ဥပမာမဲ့ကတိုင်းဆိုလို့ရှိရင်ပထဝီကတိုင်းဆိုရင်မြေကတိုင်းဝန်းလေးပေါ်မှာစူးစိုက်ပြီးတော့တမာတိရအောင်ကြိုးစားအထုတ်တယ်ထွက်လေဝင်နေဆိုရင်အာနာပါနပညာဆိုတဲ့ကတိုင်းပေါ်မှာအခြေစိုက်ပြီးတော့တမာတိတည်ငြိမ်အောင်ကြိုးစားတယ်အဲ့ဒီတမာတိရအောင်ကြိုးစားပြီးစိတ်တည်ငြိမ်သွားပြီဆိုလို့ရှိရင်ပျော်စရာအာယုန်တွေကိုပျော်ခြင်းနဲ့လောဘကင်းသွားတယ်မှန်ပါဗျာပျော်စရာအာယုန်မပျော်ရလို့စိတ်ဆင်းရဲတယ်ဆိုတာလည်းကင်းသွားတယ်သူမှမရှိတော့မှန်ပါဗျာနောက်တစ်ခါစိတ်တွေကတခြားအာယုန်တွေတော့မှလွင့်ပြန်သွားတယ်စုစည်းလို့မရဘူးဆိုတာလည်းသူမှမရှိတော့မှန်ပါဗျာလုံးမိတဲ့အမှားမလုံးမိတဲ့အရာတစ်ခုပေါ်မှာလည်းပဲစိတ်ပူးနေတာမဖြစ်တော့ဘူးဒီအာယုန်နဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်ဟာအမြဲတမ်းလန်းဆန်းနေပြီးတော့စိတ်ဓာတ်ကိုတွန့်ဆုတ်သွားစေတတ်တဲ့ထိနမိတာဆိုတဲ့စိတ်ဓာတ်စွမ်းအားမလန်းဆန်းခြင်းရဲ့အကြောင်းတရားတွေလည်းသူမှမရှိတော့ဘူးနောက်သူ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒီသို့လောငါလုပ်တာဟုတ်မမလားဆိုတဲ့အတွေးတွေလည်းသူမှမရှိတော့အဲ့ဒီနိဝရဏလို့ဆိုတဲ့အဆုတ်အပိတ်တွေသူ့မှာလုံးဝခင်းသွားတင်ပါဗျာခင်းသွားသည့်အတွက်အဲ့ဒီကင်းသွားအောင်နိဝရဏတရားတွေကိုငြိမ်းသွားအောင်ငြိမ်းတတ်နိုင်တဲ့တမာတိချင်းစဉ်မျိုးတမထလို့ခေါ်တယ်အဲ့ဒါဆိုရင်တမထဥပ္ပခါတရားနဲ့ရောသက်ဆိုင်မှုရှိလားဗျာဥပ္ပခါတရားနဲ့တိုက်ရိုက်ကြီးသက်ဆိုင်မှုမရှိဘူးသူဥပေက္ခာအမြဲဆုံးအဆင့်လို့ပြောမှာဖြစ်တယ်တင်ပါဗျာနော်ဥပေက္ခာဆိုတာလူတွေနားလည်နေတဲ့ဥပေက္ခာနဲ့တခြားစီပေါ့နော်တင်ပါဗျာလူတွေနားလည်တဲ့ဥပေက္ခာတမျိုးသူကဒီဥပေက္ခာဆိုတာ equanimity လို့ခေါ်တဲ့စိတ်ဓာတ်တည်ငြိမ်သွားမှုစိတ်ဓာတ်ဟာအစွန်းရောက်တာမျိုးမဖြစ်တော့ချစ်ချင်းမုန်းခြင်းဆိုတဲ့အစွန်းတွေပဲကိုမရောက်တော့ပဲねစိတ်ဓာတ်ဟာတည်ငြိမ်သွားတဲ့အနေအထားမျိုးဆိုတဲ့ဥပေက္ခမျိုးကအဆင့်မြင့်တယ်မှန်ပါဗျာခံစားချက်မှာဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးဆိုတဲ့ဆင်းရဲတာလည်းမဟုတ်ဘူးချမ်းသာတာလည်းမဟုတ်ဘူးဆိုတဲ့စัจ जा ခံစားမှုလေးတွေမသိနိုင်တဲ့စัจ जा ခံစားမှုလေးတွေကိုလည်းဥပေက္ခလို့ခေါ်တယ်တင်ပါဗျာအဲ့တော့ဥပေက္ခက10မျိုးတောင်ရှိတယ်တင်ပါဗျာ10မျိုးတောင်ရှိတယ်ဆိုတော့ခုနဘုံဘုံကဖြေလိုက်တာဥပေက္ခဆိုတာကိုအဲ့ဒီ equanimity ဆိုတဲ့ဥပေက္ခမျိုးနဲ့ဖြေလိုက်တာတင်ပါဗျာတကယ်ကတော့ဥပေက္ခတွေကအများကြီးရှိတယ်တင်ပါဗျာနော်တင်ပါဗျာအဲ့တော့သူကဒါနဲ့တိုက်ရိုက်သက်ဆိုင်မှုမရှိဘူးသက်ဆိုင်တာလည်းဖြစ်ချင်းစင်မှာတော့သက်ဆိုင်မှုမရှိဘူးအမြင့်ဆုံးရသွားရင်အဲ့ဒီခုန equanimity ဖြစ်သွားတာပဲတင်ပါဗျာနော်နောက်ဝိပဿနာဆိုတာဝိဆိုတာမတူထူးခြားတဲ့ပဿနာရှုမြင်မှုအများမြင်တယ်လို့မြင်တာမဟုတ်ဘဲနဲ့ထူးခြားတဲ့အမြင်တရားကိုဝိပဿနာလို့ခေါ်တယ်အဲ့တော့အများမြင်တာကဘာမြင်တော့ဆိုလို့ရှိရင်ဒီကိုကြုံတွေ့နေရတဲ့ကိုဘဝကိုရဲ့ခန္ဓာစသည်ပတ်ဝန်းကျင်ကိုသာဝရလို့လူတွေမြင်ကြတယ်သာဝရမဟုတ်ဘူးလို့မြင်တဲ့အမြင်ကဒါဝိပဿနာအမြင်ဖြစ်တာမှန်ပါဗျာအလုံးကကျင့်တတ်เสียလို့မြင်တယ်ကျင့်တတ်เสียမကောင်းမှုလို့မြင်တဲ့အမြင်မှမြင်လာတဲ့အခါကျတော့ဒါထူးခြားတဲ့အမြင်တစ်ခုမှန်ပါဗျာအလုံးကကိုလို့ရင်ရတယ်လို့မြင်ကြတယ်ကိုလို့ရင်အလုံးဖြစ်တာမဟုတ်ဘူးဆိုတာကိုမြင်တာဒါထူးခြားတဲ့အမြင်လို့ပြောမှန်ပါဗျာမြန်မာစကားလုံးမဟုတ်ပဲနဲ့ပါဠိစကားလုံးပြောနေကြကြားနေကြနဲ့ပြောမယ်ဆိုရင်အနိစ္စဒုက္ခအနတ္တလို့မြင်တာအနိစ္စဆိုတာသာဝရမဟုတ်ဘူးဖြစ်ပြီးပြောက်သွားတယ်ဒုက္ခဆိုတာသာဝရအစဉ်ပြေးနေတာမဟုတ်ဘူးအစဉ်မပြေးမှုတွေရှိတယ်တင်ပါဗျာအနတ္တဆိုတာကိုလို့ချင်နိုင်မဖြစ်ဘူးသူ့တော်ဝါသူဆောင်တယ်ကိုယ့်ရဲ့အလိုမလိုက်ဘူးဆိုရင်တင်ပါဗျာအဲ့ဒီအမြင်တွေအနိစ္စဒုက္ခအနတ္တလို့ရှုမြင်နိုင်တဲ့အမြင်ကိုဝိပဿနာလို့ခေါ်တယ်တင်ပါဗျာသူကပညာတင်ပါဗျာသမထကသမာဓိဝိပဿနာကပညာတင်ပါဗျာသူတို့ဘယ်လိုအစွမ်းထက်တယ်လဲဆိုရင်တော့သမထကစိတ်ကိုတ
တည်ငြိမ်အောင်ထားပြီးတော့အစွမ်းတကူတွေကိုရရှိအောင်ဖန်ဆင်းနိုင်တယ်ဒါသမထ တင်ပါဗျာ ဝိပဿနာဆိုတာကြတော့သဘာဝတရားတွေပေါ်မှာသူကရှုမြင်သုံးသပ်မှုနဲ့ရှင်ထဲကတွေ့တာမှုရှင်ထဲကမုန်းတိမှုတွေကိုဖယ်ရှားနိုင် တင်ပါဗျာ ရပ်တန့်တော့အောင်လုပ်နိုင်တယ် တင်ပါဗျာ နောက်ဆုံးဖယ်ရှားလိုက်တာတော့ဝိပဿနာကဒီကိလေသာတွေကိုလုံးဝဖယ်ရှင်းနိုင်တဲ့ဘက်ကိုရောက်ရှိတော့အောင်ပို့ဆောင်ပေးနိုင်တယ်သူက တင်ပါဗျာ ခုနသောတပန်ဖြစ်အောင်လည်းဝိပဿနာပို့ဆောင်ပေးတယ်တဂရကံအနာကံယဟနာဖြစ်ဖို့လည်းဝိပဿနာပို့ဆောင်ပေးတယ်အဲ့တော့သူ့ရဲ့အစွမ်းထက်မှုကတော့ရှင်တွေကအဆိုးတရားတွေကိုလုံးဝရှင်းပြီးတော့မြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်ဖြစ်ကိုဝိပဿနာကပို့ဆောင်ပေးတယ်သမထတတ္တကအဲ့ဒီထီအောင်ပို့ဆောင်မပေးနိုင်ဘူး တင်ပါဗျာ အစွမ်းတကူတွေတော့သမထကဖန်တီးပေးနိုင်တယ် တင်ပါ နော်ဝိပဿနာရဲ့အစွမ်းတကူကြတော့ပါတော့ဆိုရင်သူကသူ့ရဲ့လွတ်မြောက်မှုကတွေ့တာမှုကင်းရှင်းခြင်းနဲ့ဘုံဒီမှုကင်းရှင်းခြင်းပဲဖြစ်တယ် တင်ပါဗျာ သူ့စိတ်ကိုသူပိုင်နိုင်သွားတယ် တင်ပါဗျာ တော့အဲ့ဒါကြောင့်မို့လို့ဝိပဿနာဟာတော့နိဗ္ဗာန်လမ်းကြောင်းနဲ့အနည်းဆုံးဖြစ်လို့ဖျားပွင့်မှပဲဝိပဿနာဆိုတာသိတယ်သမထကဖျားမပွင့်ခင်တည်းရှိတယ် တင်ပါဗျာ နော်တော့ဝိပဿနာကိုပေါက်ရောက်တာဆိုတာဘုရားရဲ့ Buddhist origin လို့ပြောရမှာပဲဝိပဿနာတရားကဘုရားရဲ့ origin ပဲ တင်ပါဗျာ ကျန်တဲ့ဘာသာတွေမှာမရှိနိုင်ဘူးပေါ့နော် တင်ပါဗျာ အဲ့လိုမှတ်ရမှာ တင်ပါဗျာ